ကိုအခြေရဆုံးသူကတနေ့မှာကိုကိုတစ္ဆာဖောက်သွားခဲ့မယ်ရင်ဘယ်လောက်တောင်နာကျင်ခံစားနေရမလဲဒါပေမဲ့မိခင်တယောက်အတွက်တော့ငိုကြွေးနေဖို့အချိန်မရှိခဲ့ပါဘူးဒီအဖြစ်ပြက်လေးဟာရေးဆက်တစ်ခုမှစတင်ခဲ့တဲ့အချစ်ဇလန်းလေးကနေအစပြုခဲ့ပါတယ်သူမဟာလင်းယုံမိခင်လေးပါသူမရဲ့အိမ်တောင်ဖက်ကမြေခွေးပေါက်လေးတွေကိုတောင်အလွဲတကူတည်ဆောင်သွားနိုင်လောက်အောင်ခွန်အားကြီးမားတဲ့လင်းယုံဖခင်တကောင်ပါကောင်းကင်ရံမှာတကောင်ပေါ်တကောင်ထပ်ပြီးပြန်တန်းပျော်မြူးခဲ့ကြတဲ့အချိန်တွေရှိခဲ့ဘူးပြီးနှွေးထွေးတဲ့အတိုက်လေးတစ်ခုမှာရင်သွေးလေးနှစ်ကောင်မွေးဖွားခဲ့ကြတာပါဒါပေမဲ့အားလုံးပြီးပြည့်စုံနေပြီလို့ထင်ရတဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့တဲ့သဘောထားမတိုက်ဆိုင်မှုတွေကနေစကားများရန်ဖြစ်ကြပြီးခွန်အားကြီးတဲ့ဖခင်ဟာမွေးကစားသားသမီးတွေအတွက်ရှာလာတဲ့အစာကိုပါရဲရဲဆက်ဆက်ဝင်လူပြီးထွက်ပြေးသွားခဲ့ပါတယ်လင်းယုံမိခင်လေးရဲ့နှလုံးသားတဆစီကွဲကြေသွားခဲ့ရပါပြီဒါပေမဲ့စာလောင်နေတဲ့ကလေးနှစ်ကောင်ရဲ့အတန်ကသူမကိုသတိဝင်စေတဲ့သားသမီးစောနဲ့မျောလင်းချက်တစ်ခုလေးကိုဖတ်တွေ့ပြီးမိချောင်းပါဇက်ထဲကအစာကိုအသက်ဆုံးပြီးဝင်လူခဲ့မိတာကံကောင်းလို့မိချောင်းရဲ့ပါဇက်ဖျားကနေတီတီလေးလွတ်ခဲ့ရတာပါအစင်မပြေတဲ့အဆုံးအဝေးကကန်ကြီးစီကိုမရက်မနာပြန်ဝဲရင်းအစာရှာရတော့တဲ့ကန်ရည်ပြင်အောက်ကကြီးမားတဲ့ငါးတွေကိုအကြိမ်ကြိမ်စူးစမ်းပြီးဖမ်းဆီးနိုင်ခဲ့တယ်ဝမ်းတာအားရနဲ့အိမ်ကိုပြန်လာပါပြီအသက်ကိုဖက်ရွက်လို့သဘောထားပြီးရလာတဲ့အသားဆက်လေးတွေကိုတော့နှုတ်သီးနဲ့နူးနူးညံ့ညံ့ဖက်ပြီးကလေးတွေကိုကျွေးမွေးယူရခဲ့တဲ့အချိန်တွေကုန်လွန်လာတာနဲ့အမျှအခက်ခဲဆုံးအချိန်ရောက်လာပြီးသားသမီးတွေလှုပ်ရှားရှင်တန်နိုင်ဖို့အတွက်ရင်နာနာနဲ့ပဲကြောက်ဆောင်ထိတ်ကနေအောက်ကိုကန်ချပြီးအပြန်တင်ပေးခဲ့ရတယ်လေဟုန်ကိုခွဲပြီးပြန်တန်းသွားတဲ့သားသမီးတွေကိုကြည်ရင်သူမမျက်ရည်ကျခဲ့ရမှတေးချပါတယ်အခုတော့သူမရဲ့စွန့်လွတ်အနစ်နာခံမှုတွေအရာထင်ခဲ့ပါပြီကြီးပြင်းလာတဲ့သားသမီးတွေကသူတို့မိခင်အတွက်အရွယ်စားတူတဲ့ရေပဲကြီးတွေကိုကိုယ်တိုင်ဖန်ဆီးပြီးပြန်လည်ကျေးဇူးဆက်ခဲ့ကြပါတယ်တခါတလေမှာအသက်ဆက်ရှင်တန်နိုင်ဖို့ဆိုတာအင်အားကြီးမှမဟုတ်ပါဘူးမိခင်တယောက်ရဲ့မေတ္တာနဲ့လက်မလျှော့တဲ့စိတ်သက်ရှိနေဖို့ပဲလိုအပ်ခဲ့တာပါ